အနုပညာလို့တွေရနာကျင်ပေလို့ပြောလာတဲ့ဂျူလီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အနုပညာလို့တွေမှာအောင်မြင်နေပြီးပရိသတ်ရဲ့အချက်တွေကိုအပြည့်အဝရရှိနေတဲ့ဂျူလီကတော့အခုလက်ရှိမှာလည်းစကားတွေတကားပဲတကားရိုက်ကူနေရပါတယ်အခုလက်ရှိမှာလည်းဂျူလီကဝယ်ရီကိုတရားပေးနေရတာပါဒီဥဆောင်ဂျူလီကတော့အနုပညာကွေတွေမှာထိစိုးအနေအောင်မြင်မှုတွေကိုရရှိနေပြီးဂျူလီကပရိသတ်ရဲ့အားပေးမှုတွေကိုလည်းအပြည့်အဝရရှိထားပါတယ်ဒီနေ့မှာတော့တရုတ်ဆောင်ဂျူလီကသူအနေနဲ့အနုပညာလို့တွေကိုထပ်မလို့ကျင်တော့ဘူးရနာကျင်နေပြီလို့ဆိုပါရယ်အဲကြောင်းလေးတွေကိုလည်းတရုတ်ဆောင်ဂျူလီကအခုလိုပဲပြပြလာခဲ့ပါတယ်ဂျူလီကအနုပညာလို့တွေကိုကိုကဝတ္တနာပါလို့လုပ်နေရတာမှန်ပေမဲ့အတိုက်ခံတွေကအရင်များတဲ့ဂျူလီကတော့ခါတလီဆိုရင်ပွပွလင်းလင်းပြောတာပေါ့နော်အနုပညာလို့တွေဆက်မလို့ကျင်တော့ဒါပေမဲ့ဂျိုးချစ်ပေးကြတဲ့ပရိသတ်တွေအတွက်အကောင်းဆုံးလည်းလုပ်ပေးခြင်းနဲ့ဒီလောက်ပါပဲဆိုပြီးတရုတ်ဆောင်ဂျူလီကပြပြလာခဲ့ပါတယ်မကြသည်မီကလည်းတရုတ်ဆောင်ဂျူလီကသူ့ရဲ့ social media ပေါ်ကနေအခုလိုပဲရေးသားမျှဝေထားခဲ့ပါတယ်။ဂျူလီက MCN နောက်ကွယ်ကကိုပိုင်ဇက်လန်နဲ့အတစ်ပြတ်ကြတဲ့ editor နဲ့ caption မိုက်စာကြည့်ရေးတဲ့သူတွေရဲ့နင်တို့လည်းသတိခတ်တဲ့ပလက်မျောချိန်တမ်းမင်းတော့ဆိုပြီးခပ်ပြင်းပြင်းလေးတုံ့ပြန်လာခဲ့ပါတယ်။ဂျူလီကတော့အခုလိုကိစ္စတွေပေါ်အရင်ကစိတ်ဆိုးနေပြီးသူကရန်လိုက်လွင်ကားပြောဆိုထားခဲ့ပါတယ်။ပရိသတ်ရဲ့အချက်တွေကိုအပြေဝရရှိနေတဲ့ဂျူလီကတော့အခုလက်ရှိမှာလည်းစကားတွေတကားပဲတကယ်ရိုက်ခွင့်နေရပါတယ်။အခုလက်ရှိမှာလည်းဂျူလီကဝယ်ရီကိုတယောက်ပြနေရတာပါတရုတ်ဆောင်ဂျူလီကတော့အနုပညာရေးခွေတွေမှာထင်စိုးအနေအောင်မြင်မှုတွေကိုရရှိနေပြီးဂျူလီကပရိသတ်တွေရဲ့အားပေးမှုတွေကိုလည်းအပြည့်အဝရရှိထားပါတယ်အခုလက်ရှိမှာတော့တရုတ်ဆောင်ဂျူလီကဂျူလီယာကြည်တဲ့သူဝတ္တနာပါတဲ့နုပညာလုပ်တွေကိုပဲပို့ကြိုးစားပြီးတော့လုပ်ကိုင်နေပါတယ်ဂျူလီကတော့မကြမီရုပ်ရှင်စကားတွေရိုက်ကူလာတော့မှဖြစ်ပြီးရိုက်ကူရဲ့အကျစ်တွေအတက်ပါကလန်းခံနေရပါတယ်ဒီနေ့မှာတော့ဂျူလီကဆိုဗီယက်ဒီဇိုင်းနဲ့ပတ်သက်ပြီးအခုလိုပဲပြပြလာခဲ့ပါတယ်ဂျူလီယာဆိုဗီယက်မင်္ဂလာကိစ္စလေးကြတော့သူတို့နဲ့တတူဝမ်းသာရပါတော့ဆိုဗီယက်ကြီးမှာလည်းကံကောင်းတဲ့သူပါသူဟာတရုတ်ဆောင်သားလေးအရန်တော်ရီကြာစရုပ်မှာဖေးပြောင်အကောင်းဆုံးတရုတ်ဆောင်နိုင်သူပါဆိုပြီးဂျူလီကဆိုဗီယက်ဒီဇိုင်းအကြောင်းတွေကိုပြပြလာခဲ့ပါတယ်ဂျူလီယာတော့အကြီးတဲ့သူဝတ္တနာပါတဲ့နုပြလုပ်တွေကိုစူးစမ်းလုပ်ကိုင်နေပါတယ်ဂျူလီယာအကြီးနဲ့ပတ်သက်ပြီးရင်ဖွင့်ပြပြလာခဲ့ပါတယ်တရုတ်ဆောင်ဂျူလီကသူ့ရဲ့အကြီးပေါ်အခုလိုပဲရင်ဖွင့်ပြပြလာခဲ့ပါတယ်ဂျူလီယာအကြီးရဲ့ကိုလိုရမယ့်နုပြလုပ်တွေကိုပဲစူးစမ်းပြီးတော့လုပ်ကိုင်နေပါတယ်အချစ်စွာကိုတက်တော့ပြောစရာမဟုတ်ပါဘူးအကြီးပေါ်ပူပလင်းလင်းပြောရင်စိတ်ကုန်နေရကြပြီပေါ့နော်အခုဆိုရင်ပျော်ပျော်ပဲနေဖြစ်တယ်ကိုဝတ္တနာပါတဲ့နုပြလုပ်တွေကိုအင်ကတက်ပို့ပြီးစူးစမ်းလုပ်ကြအလုပ်တွေပေါ်မှာပဲအယုံဆိုင်ဖြစ်တာများတယ်တခါတလေအပြိုကြီးလုံးမလားလို့တော့စဉ်းစားမိတယ်ဆိုပြီးဂျူလီကသူ့ရဲ့ကြီးပေါ်ပြပြလာခဲ့ပါတယ်အနုပညာလုပ်တွေမှာအောင်မြင်နေပြီးပရိသတ်ရဲ့အချက်တွေကိုအပြည့်အဝရရှိနေတဲ့ဂျူလီကတော့အခုလက်ရှိမှာလည်းစကားတွေတကားပဲတကားရိုက်ကူနေရပါတယ်အခုလက်ရှိမှာလည်းဂျူလီကဝယ်ရီကိုတရားပေးနေရတာပါဒီဥဆောင်ဂျူလီကတော့အနုပညာကွေတွေမှာထိစိုးအနေအောင်မြင်မှုတွေကိုရရှိနေပြီးဂျူလီကပရိသတ်ရဲ့အားပေးမှုတွေကိုလည်းအပြည့်အဝရရှိထားပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်အနုပညာရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အသစ်သောဗရီတနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုတက်လေးကျေးဇူးအများကြီးတင်ပါတယ်